မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမှာကတော့ Transfer Phone နဲ့ပြောဝိုင်းလာ19ရက်နေ့ကနေ25ရက်နေ့အထိတပတ်တာအမှရှိနေအင်္ဂါသားသမီးများတော့ကညမ Hostel မှာရှိပါတယ်ဒီတစ်ပတ်မှာအင်္ဂါသားသမီးတွေဟာပြန်မတော့ကြိုပေးမလားဒါမှမဟုတ်ထိုင်နေရင်လည်းကံကောင်းမလားဆိုတော့တူတူကြည့်လိုက်ရအောင်ဗျာရင်းဆုံးအလောက်ကန်နဲ့စီးပွားရေးကြည့်ရအောင်ဒီတစ်ပတ်မှာအင်္ဂါသားသမီးတွေဟာအလုံးမှာအရန်တက်ကြနေပါလိမ့်မယ်ကြီးကဲတွေရဲ့ message ချင်းကိုခံရတဲ့ဆိုလို့အသက်စာတင်မဲ့ project တွေရှိရင်လည်းအောင်မျိုးရခိုင်တော့များပါတယ်။ဒါပေမဲ့တတိထားမှာကတော့စားပါပဲ။အလုံးမှာစကားပြောဆိုတဲ့အခါကိုယ့်ရဲ့ကောင်းမွန်မှုကြောင့်တော့ခေါ်ကိုင်ဘက်တွေနဲ့အဆင်မပြေဖြစ်တဲ့လို့စိတ်ကိုအေးအေးထားဖို့သင်ပြချင်ပါတယ်။ဝင်ကြီးကဏ္ဍမှာတော့ဘဝရှိသလောက်တက်ခတ်မဲ့လမ်းကြောင်းတွေလည်းများနေပါတယ်။အထူးသဖြင့်မိသားစုကိစ္စဒါမှမဟုတ်အလူတန်းတွေအတွက်သုံးဆွဲရတတ်ပါတယ်။ရှိရင်မှာတော့ချစ်သူချီးပြီးသားတို့စကားများတဲ့ဘက်ပါ။တရားကိုတရားချော့ပေးဖို့လိုပါလိမ့်မယ်။လူမျိုးတွေအတွက်ကတော့ခီးပွားရင်ဒါမှမဟုတ်လုံငန်းခွင်နဲ့မဆက်ဝင်လာရပေါ်လူပြောင်းနဲ့ဆောင်လို့ရမယ်ကန်ထူပါခင်ဗျာ။ကျမကြီးပန်းမှာတော့အခုကဏ္ဍသွားကြိုက်တာနဲ့မျက်စိဝေဒနာလေးသတိထားပါ။အလုပ်တွေရံပြီးလုံးနေအနားရီကိုဝင်လာနေအောင်။ဒီတစ်ပတ်မှာတော့တမန်လက်ပွင့်စီကိုလည်းရတရားလေးပြောပြပြရတယ်။အင်္ဂါနေ့မနက်ပိုင်းဖျားမှာဇွန်မ19ပွဲတက်လို့ပူဇော်လေးခုရဲ့ရည်မှန်းချက်တွေအောင်မြင်မှုတောင်းပေးပါ။ကံကောင်းစီမဲ့အကြောင်းလေးကတော့ဒီညိုရောင်နဲ့ချွေဝါရောင်ပဲဖြစ်ပါတယ်။ကံကောင်းစီမဲ့ကဏ္ဍကတော့မတ်3မတ်9မတ်1တို့ပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။အခုပြင်ဆက်ပေးခဲ့တာကတော့အင်္ဂါသားသမီးတွေအတွက်တစ်ပတ်စာဟောကိန်းပဲဖြစ်ပါတယ်။အားလုံးပဲကံကောင်းခြင်းပဲဆိုင်ကြပါစေ။နောက်ထပ်ခဏတာသမီးဟောခိုင်းနေပေါ့လေစတိုက်တင်ဆက်ပေးတော့မှာကျွန်တော်ရဲ့ channel လေးကိုsubscribe လုပ်ထားပေးပါနော်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်